တော့ငါပေါ့မြောက်ကြီးတဟုတ်ကရွာတွေကတဲပင်ကြီးတပင်ကတဲသီးတွေကိုရွာသူရွာသားတွေအလစ်မှာခိုးခူစားခဲ့ကြတယ်ရွာသူရွာသားတွေကတီးသွားတဲ့အခါဝိုင်းပြီးတော့ဖမ်းလို့မြောက်အုပ်ထဲကမြောက်တကောင်ဖမ်းမိသွားခဲ့တယ်အဲ့ဒီဖမ်းမိထားတဲ့မြောက်ကိုမတ်တပ်ဖဲနဲ့အားလုံးကလောင်အိမ်လေးနဲ့မွေးထားလိုက်ကြတယ်နောက်တော့လူတွေနဲ့တိကျွမ်းခင်းမင်းသွားတော့လေဒီတိုင်းပဲလွှတ်ထားလိုက်တာပါပဲတရွာလုံးဝိုင်းဖမ်းလို့မိထားတဲ့မြောက်ဆိုတော့တရွာလုံးကမွေးထားသလိုတရွာလုံးလဲအိမ်တိုင်းရှောက်သွားနေတော့တာပဲအဲ့ဒါလိုနဲ့နေလာခဲ့တာလူတွေနဲ့နေတာနှစ်တန်ကြားလာတဲ့တနေ့မှာပေါ့တော်တဲ့ကအရင်တစ်ခေါက်ကမြောက်တွေဟာတဲသီးလာခိုးကြပြန်လို့ရွာသားတွေကတခါဝိုင်းဖမ်းကြပြန်တယ်ဒီခါမှာတော့အရင်ကမိထားတဲ့မြောက်ပါမြောက်အုပ်နဲ့အတူတော်တဲ့ပြန်ပါပြီးတော့ပြေးသွားခဲ့တယ်တော်တဲ့ရောက်တဲ့အခါတော်တဲ့ကမြောက်တွေကမင်းကိုလူတွေကတတ်လို့တေလောက်ပြီးလို့ထင်းနေတာလို့ဝိုင်းပြောကြတော့အဖမ်းခံရဘူးတဲ့မြောက်ကလူတွေကငါ့ကိုမတတ်ဘူးကွာငါအပေါ်တော့ကောင်းကြတယ်ကိုလူငါကတိရစ္ဆာန်ဆိုတော့ရိုးသားဖြူစင်တယ်သူများကိုအပြစ်မပြောဘူးတဲ့အဲလူတွေကြောင့်တိရစ္ဆာန်ကိုချစ်တဲ့လူတွေရှိပေမဲ့လူအချင်းချင်းဆိုရင်တော့လူတွေကသိချစ်တတ်ကြတာမဟုတ်ဘူးလို့အဲ့လိုပြောလိုက်တယ်အဲ့လိုစာရင်ကနေတော်တဲ့ကမြောက်တွေကမင်းကလူတွေနဲ့တရင်တနည်းနေလာခဲ့တာအကြာကြီးပဲမင်းသိသလောက်လူတွေအကြောင်းပြောပြပါလားဆိုတော့လူတွေနဲ့နေခဲ့တဲ့မြောက်ကလူတွေအကြောင်းကိုအခုလိုပြောပြခဲ့တယ်လူတွေကရေစရာသိကောင်းကြတာကွာလူတွေကစိတ်တွေညစ်နေပေမဲ့မျက်နာကတော့ပြုံးပြလို့ရတယ်ဗျာတကယ်ဝမ်းနေတာမဟုတ်ပေမဲ့လေအမေမျက်ရည်တွေဘာတွေကြားပြလို့လေလူတွေကရတယ်ကိုလူတို့ရေကိုပခုံးကိုဖက်ထားလို့ကိုလူမထင်ရဘူးတစ်ဖက်ကပခုံးကိုဖက်ထားပြီးကြံတဲ့လက်တစ်ဖက်ကနောက်ကျောကိုဓာတ်နဲ့ထိုးဖို့လုံနေကြတာကြီးလည်းရှိတယ်ဗျအကျိန်တရားလောက်ကောင်းထားကူညီထားတဲ့လူကိုချီးမွမ်းပြောဆိုနေကြပြီမဲ့အဲ့ဒီလူတစ်ကြိမ်လောက်မကောင်းလိုက်တာနဲ့အော်တိုမက်တစ်ဗျာမင်းလူတွေကလေအဲ့ဒီလူမကောင်းကြောင်းကိုတန်းပြောနိုင်ကြတယ်ဗျာဆင်းရဲဒုက္ခရောက်နေသူတို့ကိုတနာသလူလိုနဲ့ကိုယ်အခွင့်အရေးတွေကိုလည်းယူထက်ကြတယ်ရဲစရာသိကောင်းတာပဲဆင်းရဲဒုက္ခရောက်နေတဲ့တခြားကမိအိုဖအိုတွေကိုပြုစုစောင့်ရှောက်ကြွေးမွေးထက်ကြပေမဲ့ကိုယ်အိမ်ကမိအိုဖအိုတွေကြတော့လေတိတ်ဂယူးဆိုင်တတာမဟုတ်ပြန်ဘူးဟာတနှစ်လုံးနေလို့အိမ်မှာရှိတဲ့ဖျားစင်မောကဖျားကိုသာလှဲ့မကြည့်ဘူးတာဗျာအားရှိတိုင်းဖျားဘူးဆိုပြီးတော့ကထွက်ကြသေးတာဟေးရည်ကျင်စရာကြီးတွေပါဆိုကွာငါနေတဲ့အိမ်ကကောင်မလေးကလည်းအိမ်မှာတော့ဆန်တပြီချက်လောက်စားတာမောင်ကြီးအစားကကြီးသလားမမင်းနဲ့လိုက်ဖက်ရည်ဆိုင်ကိုချစ်သူနဲ့တွေ့လို့စားစရာတွေကြွေးတာပကံတဝက်တောင်မစားနိုင်ရှာဘူးအစားတွေနဲသွားတာများချက်ချင်းကွာငါတရားစခန်းတစ်ခုလိုက်သွားဘူးတယ်တရားစခန်းမှာ2ယောက်စကားမပြောရဆိုတဲ့နေရာမှာလေ9ယောက်လောက်စုဖွဲ့ပြီးကိုသားသမီးတွေတော်ကြောင်ကြွားနေကြရတာကိုငါလိုက်သွားပြီလို့တရားဆိုတာဒါမျိုးတွေပါလားလို့သိကြရတာမောင်ရအရက်ဆိုင်တို့ကာရာအိုကေတို့မှာလဲမင်္ဂလာရှိပါစေဆိုတဲ့ဆိုင်းမုတ်လှလှလေးတွေချိတ်ဆွဲထားတတ်ကြတယ်ကွာလူတွေအများဆုံးရံဖြစ်ကြတာကတော့ပတ်စံအခြေငှားတွေကျေးဇူးခံကျေးဇူးတရားမတိတတ်မှုဆိုတာတွေကတော့လူတွေရံဖြစ်ရဆုံးကိစ္စပဲကွာအမှန်စကားတွေပြောရင်ရွာအပြင်ထုတ်တတ်တယ်ဆိုလို့ငါတော့ဘာမှမပြောခဲ့ဘူးမောင်ကြီးသူတို့လိုရွာတဲ့နေရာအောင်သူတို့လိုပဲပြောဆိုခဲ့ရတာနောက်လူတွေကအသိရှိတယ်လို့ထင်ပြီးတော့ဘဝတည်မြင့်နေတတ်ကြတယ်ကွာတကယ်တော့ကိုယ်ပိုင်စဉ်းစားပြီးတာကနင်းနေရဲ့သူများပြောစံကြားတွေသင်ခဲ့မြင်ခဲ့ဘူးတာတွေကိုပဲအမှန်လို့ထင်နေကြတာသူတို့သိထားတာသူတို့သင်ထားတာသူတို့လက်ခံထားတာတွေနဲ့မကိုက်ညင်တော့အဲ့ဒီလူမိစ္ဆာဒိဋ္ဌိလို့ခေါ်ကြတယ်ကွာယုံကြည်မှုမှာတော့လူတွေကနက်နက်ရှိုင်းရှိုင်းပဲကိုလူကြီးအကန်းယုံအမှန်ယုံနဲ့အိုးရမ်းယုံကြတာကွာမင်းခုနေမြောက်ချီဟာလူတွေအသက်ရှိတယ်မသေးစေဆိုပြီးသူတို့ယုံကြည်ရတဲ့သူကပြောကြည့်လိုက်တို့မြောက်တွေချီးပါအောင်တောင်စောင့်မှမဟုတ်ဘူးကွာဖင်ထဲနှိုက်ပြီးကိုစားလိုက်ကြမယ်ဖြစ်ချင်းဆေးဖော်လိုက်ကြမယ်ဖြစ်ချင်းလူတွေကယုံကြည်မိပြီဆိုရင်ဘာကိုမှကိုမစင်စားနိုင်ဘူးနော်
ကဲပြောရင်ဆုံးမကိုမဟုတ်ပါဘူးကွာဒါပေမဲ့မင်းတို့ကိုပြောထားရအောင်ပဲတို့မြောက်တည်းရဲ့ချီကိုစားတဲ့လူတွေကမသေးဘူးဆိုတာကိုတော့လူတွေမသိစေချနဲ့နော်ပုံမြင်လေးကိုတော့ဒီလောက်နဲ့ပဲရပ်ပါတော့မယ်အားလုံးလူအကြောင်းပြောပြတဲ့မြောက်ရဲ့တစင်စကားနဲ့လူအကြောင်းများကိုသိနိုင်မြင်